ကိသာမိဒုတိယံပိသံဃံတရဏံကိသာမိတတိယံပိဗုဒ္ဓံတရဏံကိသာမိတတိယံပိဓမ္မံတရဏံကိသာမိတတိယံပိသံဃံတရဏံကိသာမိဒေတရဏဂဏံပရိပုံဏံဘာနာတိဘာဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိအာဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအာဗျမစရိယဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဂဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေရယမေဇဗမာဒဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိနေသကေတဝါဒိတဝေတုကဒသနာမာလာကန္တဝိလေပနာဒါရဏမန္တနာဝိပေပနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဩသမယနာမဟာတယနာဝေရမဏိသိက္ခာပဒံသမာဓိယာမိလုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံပေကိစေဝေငြိမ်းအေးကြပါစေကပ္ပိရှောင်ခွာစိတ်ချမ်းသာကျမ်းမာကြပါစေကိုယ်တော်တရားနေစဉ်ပွားစိတ်ထားဖြူကြစေဣဒံမေပုံညံအာဘဝခယံဝဟံဟောတုဣဒံမေသီလံနိဗ္ဗာနတပိစယောဟောတုတိတရဏေနတအထင်္ဂသီလံဓမ္မံသတုကံကတဝါအပမဒိနသံပါတိထာယနေ့တကြံကာလရဲ့အကြနေပေါ့နော်အကျိုးအကြတကြံကာလမှာတဲ့ရှိလူကြီးတွေပြောတာကြားဘူးတာပေါ့ကုသိုလ်ပြုတဲ့လူကိုရွှေပရပိုင်းနဲ့မှတ်တယ်အကုသိုလ်ပြုတဲ့လူကိုမကောင်းတဲ့ပရပိုင်းနဲ့မှတ်ပြီးတော့စရင်ကောက်တယ်တဲ့ဒါရှိလူကြီးတွေအစဉ်လာပြောခဲ့တဲ့စကားအစဉ်လာပြောခဲ့တဲ့စကားကိုစမ်းစစ်ထုတ်ကြည့်လိုက်တဲ့အခါကျတော့လေလူပြည်အနှစ်တရာမှာသူတို့ကတရက်
ဟုတ်လားလူပြည်နှစ်တရာမှာသူတို့ကတည်းရဲ့စဉ်းစားကြည့်တော့အဲ့တို့ကစင်းရဆိုတော့ဒါမှမဟုတ်လူပြည်ပြန်မှာမဟုတ်ဟုတ်တယ်မလားအဲ့ဘာကျုပ်ဆရာတော်ကြီးဟောတာပါလေမစင်ပါဘူးလေရှောက်ပြောတာပါလေသူ့လုံးသူရှုပ်နေတာညာဥသမတာပြောတာဘလောက်တဲ့တော့ဟိုမီဒီယာပေါင်းကဘယ်တော့သူတောင်မှအလုရှုပ်နေတာလူပြည်ခဏခဏဘယ်စင်းနိုင်မလဲတရားမြဲလူပြည်ကိုကြည့်တဲ့အချိန်ကဘယ်အချိန်လဲဆိုရင်ဗန္ဓုကဗလာမြတ်ကြောက်ဖြာပူတဲ့အချိန်အဲ့ဒီအချိန်တော့သူကြည့်တယ်လူပြည်ကိုဒီကြည့်တာကလည်းနတ်နေရဘယ်သူများလူတော့မလဲဆိုတာကြည့်ရတာလမ်းနေကင်းတဲ့တရားတွေစောက်တယ်ဥယျာဉ်နေတဲနေတယ်အဲ့လိုလုပ်နေရင်နေရလူတော့မှာတရားမင်းကသူ့ကြောက်ဖြာလှုပ်တိုင်းအဲ့ဒါစိုးရင်ရတာသူကဘယ်သူများလူတော့မလဲပေါ့သူကဒီလူတက်တန်းကုန်ရင်သူဖဲပေးရတော့မှာဟုတ်လူတက်တန်းကုန်ရင်ဖဲပေးရတော့မှာအဲ့ဆိုကြောက်ဖြာလှုပ်ရင်တော့လူပြေကိုတစ်ချက်ကြည့်တယ်ဘယ်အချင်းရာနဲ့လှုပ်တာလဲဆိုပြီးတော့လေအကျန်တဲ့ချိန်ကတော့မစင်းပါဘူးနော်ဒါအတာအုံးနဲ့ကြိုးတာရောပါရောဗလိဒါမြမယဉ်ကျေးမှုထုံးလန်းစင်လာအရာအစင်းနဲ့ပဲပြောမစင်းမှုပဲပြောယဉ်ကျေးမှုထိမ့်သိမ်းစောင့်ရှောက်တဲ့အနေနဲ့ကတော့ဒါကောင်းတာပါပဲမကောင်းတာလားကောင်းတာလားဘာကိုစောင့်ရှောက်လို့ယဉ်ကျေးမှုကိုစောင့်ရှောက်လို့မြမယဉ်ကျေးမှုပေါ့ဘယ်လိုရဲ့ယဉ်ကျေးမှုမြမယဉ်ကျေးမှုကိုစောင့်ရှောက်သောအားဖြင့်တော့ဟုတ်လားဆင်းလေပြောတော့လည်းပဲကောင်းတာပါပဲဘာလို့လဲဆိုတော့တရားမင်းဆင်းလာတယ်ဆိုတော့တောင်းလို့မြောက်လို့မလို့ရတော့ဘူးပေါ့ဟုတ်လားဒီချိန်လေးတော့ရှောင်းအောင်ပါဘာဖြစ်လို့ဆိုတော့ तू ဆင်းလာတယ်မှတ်သွားမှာဟုတ်မဆင်းဘူးပြောလည်းပဲဒါကတော့မဆင်းတဲ့ဟာတော့အမှန်တရားပါပဲသို့တော်လည်းပဲဆင်းတယ်လို့ခံယူထားလည်းပဲမစိုးပါဘူးဒါလည်းပဲဟုတ်လားတရားမင်းဆင်းလာတယ်ဆိုတော့လည်းပဲလူတွေလည်းဆင်းကျင်တာပေါ့ဒီလိုလားယနေ့တကြံအကြနေဗာနေပါလေတကြံအကြနေအတားရင်လောင်းတဲ့အချိန်ခါသမယပေါ့ဓမ္မစတိဥကောတန်လာတော့စိန်ခေါ်နေတယ်ငါရှိငါကားဖြတ်သွားတဲ့နေရာလောင်းရဲကောင်လောင်းကြည့်တယ်လောင်းတဲ့ကောင်ငါပါချမှာဒီလိုပြောတာဟုတ်သူကတော့ဒါလောက်လူတွေအတိဒုက္ခရောက်နေတဲ့အချိန်ကျက်တယ်ပြသွားတိုင်တယ်ဘုံမှုတော်ဘုံကျုပ်တော်အကုန်လုံးငါပါချပါလေကောင်လောင်းရဲကောင်လောင်းကြည့်တယ်ဓမ္မစတိဥကောတန်လာဒါပေမဲ့လို့တရားဝင်ကျင့်ကြထားတာကတော့ရိုးရမပြက်ဘာမပြက်ရိုးရမပြက်စော့ပေးကြပါအရင်တော့လို့ဟုတ်လားအကအကုန်းအတိမုတ်ဒီနဲ့မဟုတ်တော့ဘဲနဲ့လေဘာမပြက်တယ်ဒီဘက်ကရိုးရလည်းမပြက်အောင်ဟိုဘက်ကိုလည်းပဲစိတ်ဒုက္ခမရောက်အောင်ပေါ့နော်ဟိုဘက်ကလည်းပဲဟုတ်တယ်လေလူတွေသိထားတာခြေဖြတ်ဟုတ်လက်ဖြတ်ဟုတ်လားစေယုံမှာတက်နေရတဲ့သံဃာတွေလူတွေအများကြီးပဲလေအဲ့ဒါကိုဝမ်းနေတဲ့အထိတ်အမှတ်နေနဲ့အတိမို့အကခုံနေမပါစေနဲ့ဆိုပြီးတော့တရားဝင်ကြီးညာထားတာလေအားကြောင့်မလို့ရိုးရမပြက်စော့တာတော့လည်းပဲဒါလည်းပဲလက်ခံမှာပဲဟုတ်လားငါရှိရေလောင်းရင်တော့အကုန်လုံးစွဲရိုက်မှာဆိုတော့တခုတော့အစင်မပြေဘူးပေါ့နော်တိမို့ကခုံနေတော့တစ်မျိုးပေါ့နော်ဒါကြောင့်မလို့ယနေ့တကြံပါနေတယ်တကြံအကြနေမှာဘုန်းကြီးတို့အလှည့်ကြားရောက်လာတာကဥပုပ်တရားပေါ့ဗာတရားတဲ့ဗာတရားဥပုပ်တရားဆိုတော့လည်းပဲအရင်တော့ဥပုပ်နဲ့ပတ်သက်တာလေးလိုက်ရှာပြီးတော့ဟောတယ်ပေါ့အခုတော့စင်ကူဆရာတော်ကြီးရေးထားတဲ့စာအုပ်ထဲကပဲအကောင်တော့အဓိကကတော့တတိတံဝေကရဖို့အဓိကပါပဲဘာရဖို့အဓိကတတိတံဝေကရဖို့အဓိကမဟောရတာလားဟောရတာလားတံဝေကမဖြစ်ရင်ဟိုဘက်ကတရားအားထုတ်ခြင်းစိတ်မပေါက်ဘူးလေဘာသာရေးပဲမရောက်နိုင်ဘူးတံဝေကဖြစ်သွားမှအကုန်လုံးကဓမ္မဘက်ကိုကူးလာကြတာအကြောင်းအမျိုးမျိုးကြောင့်တံဝေကတွေလည်းဖြစ်ကြတယ်ပေါ့နော်အဲ့ဒါလို့တံဝေကဖြစ်တဲ့အချိန်မှသာလျှင်ဘာသာရေးကိုပို၍တနည်းအားဖြင့်ဝိပဿနာကိုပို၍လောက်လာတာ哦အဲ့ဒီလိုတံဝေကမှမဖြစ်ဘူးဆိုရင်ဖြင့်ဘလောက်ဟောဘလောက်ပြော
ဟိုမစိုးရင်ဆရာတော်ကြီးတို့ပြောသလိုပဲအရှင်ဘုရားလေဒီဆိုနာမည်ကြီးပဲဟောသားမှာဆိုတဏှကုံထိုင်းဟောတာအရှင်ဘုရားသံဝေကဖြစ်ပြီလားမဖြစ်သေးဘူးဥရသာပြောတာလေအရှင်ဘုရားသံဝေကဖြစ်ပြီလားဖြစ်သေးဘူးနောက်ကြဆရာတော်ကြီးထွက်လာတယ်ဟေးမင်းလည်းမဟောတော့နဲ့မင်းလည်းမနာတော့နဲ့အချိန်တန်သူ့ကိုယ်သူသံဝေကရသွားလိမ့်မယ်ဟုတ်လားမင်းပြောနေငါတော့မှသံဝေကမရသေးဘူးဆရာတော်ကြီးကစာချကောင်းတော့အလုတ်လောက်ကောင်းတော့လေအကယ်၍သာသံဝေကရအဲ့ဒါမှပြစ်ခင်မှာဘာလို့မှလဲတောထွက်မှာဘာလို့မှလဲတောထွက်မှာဟုတ်လားဥရသာပြောသလိုပဲယထာပေါ်မှာအရှင်ဘုရားတပည့်တော်ကိုနိဗ္ဗာန်ရောက်ကြောင်းတရားလေးဟောစမ်းပါဗျာဘာကွာတပည့်တော်ကိုနိဗ္ဗာန်ရောက်ကြောင်းတရားလေးဟောစမ်းပါဗျာယထာစရိယဘယ်သူကပြောတာလဲယထာစရိယဆရာတော်ကြီးကိုရှောက်နေတာဟာဒီဆရာတော်ကြီးကနာမည်ကြီးပဲငါသိတယ်အသွားဥခိုက်ပြီးတော့တပည့်တော်ကိုနိဗ္ဗာန်ရောက်ကြောင်းလေးတရားတစ်ခုလောက်ဟောစမ်းပါမင်းနိဗ္ဗာန်တကယ်ရောက်ချင်လားရောက်ချင်လားဗောဖေကနိဗ္ဗာန်မင်းဒီယထာဘောဘာလုပ်တာလဲတပည့်တော်စိတ်ရေးလေဘာရဖို့လုပ်တာလဲပတ်စံရဖို့လုပ်တာဗောဖေကမင်းလုံနေတော့ကပတ်စံရဖို့လုပ်နိဗ္ဗာန်ရဖို့လုပ်တာမှမဟုတ်တာဆရာတော်ရပြောတာဟုတ်လားလုံနေတဲ့လောက်ကနိဗ္ဗာန်ရဖို့လားပတ်စံရဖို့လားပတ်စံရဖို့လုံနေတဲ့လူကိုနိဗ္ဗာန်ရောက်အောင်ဟောဖို့ဆိုတာလွယ်ပါမလားမလွယ်ဘူးလေတကမင်းလျှောက်တာမှားနေတယ်မင်းလျှောက်တာမှားနေတယ်တဲ့ငါ့ကိုနိဗ္ဗာန်ရောက်ကြောင်းတရားလို့မပြောနဲ့နိဗ္ဗာန်ရောက်အောင်ကျင့်ကျင်တဲ့တရားလေးလို့ပြောဗာတရားနိဗ္ဗာန်ရောက်အောင်ကျင့်ကျင်တဲ့တရားဗါတဲ့နိဗ္ဗာန်ရောက်အောင်ကျင့်ကျင်တဲ့တရားမှာကျင့်မှနိဗ္ဗာန်ရောက်မှာဟုတ်အခုကကြည့်လေလှုပ်တဲ့အလုပ်ကနိဗ္ဗာန်ရအောင်လုပ်နေလားပတ်စံရအောင်လုပ်နေတာလားပတ်စံရအောင်သူလုပ်နေတာလေနိဗ္ဗာန်ရအောင်လုပ်နေတာမှမဟုတ်တာယနေ့တရားထိုင်နေတဲ့ယောဂီတွေပတ်စံရဖို့ထိုင်နေတာလားနိဗ္ဗာန်ရဖို့ထိုင်နေတာလားဒါဆိုတော်သေးဒီလိုလိုဟောရရင်လေဟိုကယထာပေါ်မှာပတ်စံရဖို့ရှာနေတယ်လို့နိဗ္ဗာန်ရောက်အောင်ဟောပေးပါဆိုတော့မင်းနိဗ္ဗာန်ရောက်ဖို့ဟောလို့ပြောရင်မင်းမှားတယ်ဗျာတဲ့နိဗ္ဗာန်သွားခြင်းအောင်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုကျင့်ခြင်းအောင်ဟောဆိုမှမှန်တာဗျာတဲ့နော်ဒါကြောင့်မလို့နိဗ္ဗာန်ကတော့တန်ဝေကရရင်ရောက်အောင်သွားခြင်းပါလိမ့်မယ်ကွာတဲ့ဘာရရင်တန်ဝေကရဖို့ယောဂီပေါင်းတော်ကောင်းတို့အရင်ဆုံးမကြိုးစားရမှာလားကြိုးစားရမှာလားဒါကြောင့်မလို့ဘုရားရှင်ကိုရောမြတ်ကအင်္ဂုတ္တရာနိကေပစ္စကနိဗ္ဗာန်မှာအဘိနသုတ်ဆိုတာဟောထားတယ်။ဘာသုတ်တယ်အဘိနသုတ်မဟောတာလားဟောတာလားအဲ့ဒီအဘိနသုတ်ကိုဘုန်းကြီးတို့ဖရာဟောတဲ့တရားတော်များကိုစင့်ကိုဆရာတော်ကြီးပြန်ဟောထားတဲ့တရားပေါ့ပြန်ဟောထားတဲ့အပြင်ဆရာတော်ကြီးကတော့ဉာဏ်ကြီးတဲ့ဆရာတော်ဆိုတော့ကြပြားလင်္ကာပါသူကရေးထားတယ်အာလုံးလိုက်ဆိုကြည့်လိုက်အိုခြင်းတရားနေစဉ်ပွားအများတို့သူငါအိုခြင်းတရားနေစဉ်ပွားအများတို့သူငါဆိုကြည့်နောက်တစ်ပုဒ်ဆိုနာခြင်းတရားနေစဉ်ပွားအများတို့သူငါဆိုကြည့်နောက်တစ်ပုဒ်ဆိုသေခြင်းတရားနေစဉ်ပွားအများတို့သူငါ
ဆိုကြည်နောက်တစ်ပုဒ်ဆိုကွဲကွာတရားနေစဉ်ပွားအများတို့သူငါဆိုကြည်နောက်တစ်ပုဒ်ဆိုကံပါတရားနေစဉ်ပွားအများတို့သူငါဆိုကြည်ပုပ္ပန္နအဘိနသုတ်ပါတော့တယ်အဲ့ဒီအဘိနသုတ်မှာတဲ့ပထမ5မျိုးဒုတိယ5မျိုးတတိယ5မျိုးဆိုပြီးတော့3ပိုင်းခွဲထားတယ်ပေါ့ဘယ်နှပိုင်းခွဲထားတယ်ဆိုတော့ယောဂီတို့ဆိုလိုက်တာဘယ်နှမျိုးတို့ဘယ်နှမျိုးရှိလဲအဲ့ဒါကိုတော့ပထမ5မျိုးပေါ့ဘာ5မျိုးတဲ့ပထမ5မျိုးကဆိုတော့ပြောတယ်လေနံပါတ်1ကဗါတဲ့အိုခြင်းတရားနေစဉ်ဘွားအများတို့သူငါပြောကြည့်အိုခြင်းတရားနေစဉ်ဘွားအများတို့သူငါကဘု து ကိုပြောတာလဲဆိုတဲ့အခါကျတော့ပစ္စည်းမာနိဘေကဝေတဲ့ဌာနာနိအဘိညာပစ္စဝကိတ္တဗာနိဣတိယဝပုထုသေနဝဂဟတေနဝပစ္စပပစီသေနဝယဟန်ဖြစ်စေမိန်းမဖြစ်စေယောက်ျားဖြစ်စေလူဖြစ်စေယဟန်ဖြစ်စေတဲ့ဘယ်သူပဲဖြစ်ဖြစ်တဲ့နံပါတ်1အိုခြင်းတရားကိုပွားများရမယ်။ဘာတရားပွားများရမယ်ခန္ဓာပဲညံလှည့်လိုက်တဲ့အခါကျတော့လည်းပဲစာကတော့ပြောပြီးအိုခြင်းတရားနေစဉ်ဘဝအများတို့သူငါအဲ့တော့ကိုခန္ဓာပဲညံလှည့်ပြီးကြည့်လိုက်တဲ့အခါကျတော့လေခန္ဓာကလည်းတဖြည်းဖြည်းနဲ့ပြိုးပြိုးလာတာလားအိုးအိုးလာတာလားဘယ်ဘက်ညံလှည့်ရမယ်ဘယ်ဘက်ညံလှည့်ရမယ်ခန္ဓာဘက်ကိုညံလှည့်ရမယ်ဟုတ်လားဘယ်ဘက်ညံလှည့်ရမယ်ခန္ဓာဘက်ညံလှည့်ကြမိမိခန္ဓာမိမိကြည့်လိုက်တဲ့အခါကျတော့ဝိလတကောင်အလိုက်ဝိလတကအလိုက်ခန္ဓာပဲညံလဲတဲ့အခါကျတော့မိမိခန္ဓာမှာလည်းပဲပြတဲ့သဘောကပြိုတဲ့သဘောလားအိုးတဲ့သဘောလားဘာသဘောကိုပြနေတယ်သူများပြောတာမယုံနဲ့ခန္ဓာပြောတာယုံဘာပြောတာယုံခန္ဓာကလည်းယောဂီတို့ကမဟောနေတာလားဟောနေတာလားခန္ဓာဟောတဲ့တရားတွေကိုပဲဘုရားရှိခိုးတော်မြတ်ကပြန်ဟောတာပဲဟုတ်တယ်မလားဉာဏ်သဗ္ဗညုတဉာဏ်နဲ့ဒါတော့ဘုန်းကြီးတို့ယောဂီတို့ကတော့ဘုရားဟောလို့ပြန်သိရတာပေါ့ဘုရားလည်းပဲကြည့်ဟောလဲခန္ဓာကြည့်ဟောတာပဲဘာကြည့်ဟောတာဘုရားဟောနဲ့ခန္ဓာဟောနဲ့ကိုက်နေရမယ်ဘာဟောနဲ့ကိုက်နေရမယ်ဘုရားဟောနဲ့ခန္ဓာဟောနဲ့ကိုက်နေပြီဆိုရင်ဒါမှန်နေပြီပေါ့ဘုရားစကားလည်းမယုံနဲ့ဒါဘုရားသူကဒီလိုပြောတာဟုတ်ငါစကားလည်းမယုံနဲ့မင်းတို့ခန္ဓာနဲ့တိုက်ကြည့်ဦးမင်းတို့ဉာဏ်နဲ့တိုက်ကြည့်ဦးတိုက်ကြည့်ပြီးဟုတ်ပြီမှန်ပြီဆိုမှယုံဒီလိုပြောတာဟုတ်ဘုရားလည်းဟုတ်လားဒီမိုကရေစီလွတ်လပ်ခွင့်မပေးတာပေးတာလားငါကိုးကွယ်ရမယ်ငါမကိုးကွယ်မင်းတို့ဘာဖြစ်မှညာဖြစ်မှ6လန့်တာရှိရလားမရှိဘူးကိုကြက်တာကိုကိုးကွယ်ကိုကြက်တာကိုလို့ဘုရားလမ်းပြပေးတာဘာလို့ပေးတာလမ်းပြပေးတာဘယ်သူမှလည်းဆွဲခေါ်သွားလို့မရဘူးရရလားအရာဥလာတော့ငါလည်းတူတီတော့သားလေးပဲမင်းကတော့ဘာမှကြည့်မနေနဲ့ရောနိဗ္ဗာန်သွားရောက်စေရလားရာဟုလာလည်းအများသူငါလို့မကြည့်ရလားကြည့်ရလား
ရတော်ရလည်းအများသူငါလို့သုဒ္ဓနာမင်းကြီးလည်းပဲအများသူငါလို့မျက်နှာလိုက်လို့ရရလားတရားသဘောမှာဓမ္မရဲ့သဘောမှာမျက်နှာလိုက်လို့မရရရလားအခုယောဂီကိုခန္ဓာပဲညံလဲတဲ့အခါကျတော့လည်းပဲသဘင်လေးကြည့်တဲ့အခါကျသဘင်ကလည်းဘာဖြစ်လာလဲဖြူးလာတယ်ဘာဖြစ်လာလဲသွားကလည်းပဲနားကလည်းပဲခါးကလည်းပဲဘယ်သူဟောနေတာလဲခန္ဓာဟောနေတာဘယ်သူဟောနေတာလဲတတိတံဝေကဉာဏ်နဲ့ကိုကပြန်ပြီးတော့ကိုယ်ခန္ဓာကိုကြည့်မိဖို့ပဲလိုတာယောဂီတို့ခဏခဏမှန်ကြည့်ပါခဏခဏမှန်ကြည့်ရမယ်ဘာလို့ရမလဲမှန်ကြည့်တဲ့အချိန်ကမှငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ပုံစံနဲ့တော့မကြည့်တော့နဲ့ဩတဖြည်းဖြည်းနဲ့ငါအိုးလာပြီဘာဖြစ်လာပြီတံဝေကဉာဏ်နဲ့ကြည့်ရမှာဘာဉာဏ်နဲ့ကြည့်ရမှာမှန်ကြည့်ဖို့တိုက်တွန်းတယ်မှန်တက်ဖို့တော့မဟုတ်ဘူးမှန်ချဖို့အတွက်ဘာချဖို့အတွက်ကိုယောဂီပေါင်းတော်ကောင်းတို့ငယ်ငယ်တုန်းကအသက်20အရွယ်အစိတ်အရွယ်နဲ့အခုအရွယ်တူသေးရလားသွားကြည့်လို့သွားလို့ရသေးလားဒူတွေနာလာပြီယောဂတွေတိုးလာပြီလဲအိုကြီးလိုပဲဘာကြီးလိုပဲလဲအိုကြီးလိုပဲစိတ်ကြွတက်လို့ဘယ်မစားအောင်ညာမစားအောင်နဲ့စားပြီးရှောင်လာပြီဘာဒုက္ခခန္ဓာဒုက္ခဘာဒုက္ခခန္ဓာဒုက္ခမကြီးမားတာလားကြီးမားတာလားငယ်ငယ်ရွယ်နဲ့မတူတော့ဘူးဆိုတာတတိတံဝေကမရရမှာလားရရမှာလားဆိုကြည့်အိုခြင်းတရားနေစဉ်ဘွားအများတို့သူငါဆိုကြည့်လိုက်ပါတစ်ခေါက်လောက်ဘုသူဟောတဲ့တရားခန္ဓာဟောတဲ့တရားဘုသူဟောတဲ့တရားခန္ဓာဟောတဲ့တရားနဲ့ဘုရားဟောတဲ့တရားတိုက်ကြည့်လိုက်တဲ့အခါကျတော့လည်းမတူနေတာလားတူနေတာလားဟောတူနေတယ်ဟုတ်လားဘုရားကဒီလိုဟောထားတယ်ဆိုရင်ကိုကဉာဏ်နဲ့ပြန်ပြီးတော့ဆုံးဖြတ်သုံးသပ်ရတာဆုံးဖြတ်ရတာကိုယ့်အလုပ်လေဘုရားကဒီကလမ်းပြထားတယ်အဲ့ပြထားတဲ့လမ်းကိုကိုကကိုဉာဏ်နဲ့သုံးသပ်ရမယ်ဆုံးဖြတ်ရမယ်ဒါကိုယ့်အလုပ်သုံးသပ်ပြီးဆုံးဖြတ်ပြီးဆိုကြမှာလက်ခံရမယ်လက်ခံပြီးရင်တော့ကျင့်တော့လက်ခံပြီးဆိုရင်တော့အခုခန္ဓာကမဟောနေတာလားဟောနေတာလားတဖြည်းဖြည်းနဲ့ခေါင်းတွေဖြူလာတယ်သွားတွေကျိုးလာတယ်ခါးတွေကိုင်းလာတယ်နားတွေထိုင်းလာတယ်ဒူးတွေနားလာတယ်ငယ်ငယ်တော့နဲ့မတူတော့ဘူးအသက်80 80အရွယ်တွေဘာမှကိုမကောင်းတော့ဘူးကောင်းတာကိုမရှိတော့ဘူးလူကြီးတွေမညီးတာလားညီးတာလားဟုတ်လားအဲ့လိုညီးကြတယ်အဲ့ဒီလိုတော့အားလျှော့မပြစ်နဲ့တဲ့အဲ့ဒီလိုတော့အားလျှော့မပြစ်နဲ့မှတ်နိုင်တဲ့ဉာဏ်ကိုမှရှိသေးတာပဲဘာရှိသေးတယ်မှတ်နိုင်တဲ့ဉာဏ်ဟုတ်လားပွားနိုင်တဲ့ဉာဏ်ကိုမှရှိသေးတာပဲဘာအားငယ်เสียလို့တယ်ဒါကြောင့်မလို့အဓိကကမိမိဘယ်အသက်အရွယ်ပဲရောက်ဇွဲမလျှော့ဘူးလုံးလမလျှော့ဘူးဆိုတဲ့စိတ်သားလည်းအဓိကမကြတာလားကြတာလားအေးဒါကြောင့်မလို့ယောဂီပေါင်းသူတော်ကောင်းများခန္ဓာဟောတဲ့တရားများများနာတဲ့ဘာဟောတဲ့တရားထိုင်အားထားလိုက်ပြီဆိုရင်ဘာလုပ်လဲလက်ခိထောက်ပြီးတော့လေကျွတ်ဟုတ်လားလူကြီးတွေဘာဒုက္ခခန္ဓာဒုက္ခဘာဒုက္ခကျွတ်တဲ့အရွယ်ရောက်လာပြီလေဟုတ်လားအရင်တော့ဇက်ဖြစ်ဇက်ကနဲ့လက်ကနဲ့ဂျုံကနေထားလို့မရတော့ဒူးလေးထောက်လက်ခိထောက်ပြီးတော့ခါဒူးလေးအသာမပြီးထားတဲ့အရွယ်တွေရောက်လာဒီခန္ဓာဟောတဲ့တရားတံဝေကဉာဏ်ယူမယ်ဆိုရင်ယူလို့မရတော့လားရတာလားသို့တော်လည်းပဲဘုန်းကြီးတို့ယောဂီတို့ကဘဝတန္တရာခရီးမှာလေမကောင်းမှုနဲ့ပြောလာတဲ့အခါကျတော့သားရုပ်ကလေးကြည့်ပြောနေတယ်သမီးရုပ်ကလေးကြည့်ပြောနေတယ်ညီးရုပ်ကလေးကြည့်ပြောနေတယ်
ကိုအိုလို့အိုမန်းတော့မသိရကိုအိုလို့အိုမန်းတော့အိုတယ်ဆိုတာက90 80ရောက်မှအိုတာမဟုတ်ဘူးဒီတွေကလူတွေအကုန်လုံးလူအိုတွေကြီးပဲဟုတ်လားရေတော့လို့တွဲလဲဖြဲလဲမရှိတော့ဘူးလေမရှိတော့ဘူးတဖြည်းဖြည်းနဲ့အိုးလာတာကိုကြီးလာတာကိုအိုးလာတဲ့အခါကျတော့အရင်တော့လို့မဟုတ်တော့ဘူးကိုစီကိုမစီမလည်းပဲကြည့်လိုက်ကြရတော့တထေးတွေအကုန်လုံးကဘာတထေးလို့ယောဂတထေးတွေဘာတထေးတွေယောဂတထေးတွေဟုတ်တယ်မလားအေးဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကအဘိဓမ္မာတော်ပထမပိုင်းမှာဘာပြောလဲပထမ5မျိုးကဥချင်းတရားနေ့စဉ်ပွားအများတို့သူ5တဲ့ဥချင်းတရားကိုအမြဲတမ်းပွားများအားထုတ်ပါဟုတ်လားဥချင်းတရားကိုအမြဲတမ်းပွားများအားထုတ်ပါတကဥချင်းတရားပြီးတဲ့ခါကျဘာလာလဲနာခြင်းတရားဘာတရားနာခြင်းတရားမလာလားအေးနာလာတဲ့အခါကျတော့ယောဂီပေါင်းတော်ကောင်းတို့ကဒီနာခြင်းရဲ့သဘောကိုလည်းပဲမိမိတို့ကတန်ဝေကဉာဏ်မယူရမှာလားယူရမှာလားဘ ᱹ ပေးတဲ့ဒုက္ခခန္ဓာပေးတဲ့ဒုက္ခဘ ᱹ ပေးတဲ့ဒုက္ခဒါဆိုတော့ဘုန်းကြီးတို့ယောဂီတို့ရဲ့ခန္ဓာကြီးကဒုက္ခသစ္စာလားဒုက္ခသစ္စာလားမေးရင်ဒုက္ခဆိုတာချမ်းသာတာလားဆင်းရဲတာလားမေးရင်ချမ်းသာတာလားဆင်းရဲတာလားကိုယ်ခန္ဓာကိုယ်ကြီးဟာဆင်းရဲတဲ့ခန္ဓာကိုယ်ကြီးဆိုရင်သားခန္ဓာကလည်းပဲဆင်းရဲတဲ့ခန္ဓာပဲသမီးခန္ဓာကလည်းပဲဆင်းရဲတဲ့ခန္ဓာပဲမိခန္ဓာကလည်းပဲဇနီးခန္ဓာကလည်းပဲခင်မိုးခန္ဓာကလည်းပဲဘယ်ခန္ဓာကခင်တွယ်စရာကောင်းလဲဘယ်ခန္ဓာကခင်တွယ်စရာကောင်းလဲဘယ်ခန္ဓာကမှခင်တွယ်စရာမကောင်းဘူးဘာဖြစ်လို့လဲအိုတတ်တဲ့ခန္ဓာနာတတ်တဲ့ခန္ဓာသိတတ်တဲ့ခန္ဓာပြောဒီထဲမှာမအိုတဲ့လူပါရဲ့လားမအိုမဲ့သူပါရဲ့လားမနာမဲ့သူပါရဲ့လားမသေးမဲ့သူပါရဲ့လားအိုနာသေးဒုက္ခသစ္စာပါတဲ့အိုနာသေးသည်ဘာသစ္စာအဲ့ဒီဒုက္ခသစ္စာကြီးကိုပိုင်းထားတာကဘုန်းကြီးတို့ပိုင်းထားတာယောဂီတို့ပိုင်းထားတာဟုတ်လားအဲ့တော့ယောဂီပေါင်းတော်ကောင်းတို့ဘုန်းကြီးတို့ကဒုက္ခကိုလိုချင်တာလားဒုက္ခကိုလိုချင်တာလားဒုက္ခကိုလိုချင်တယ်ဆိုရင်မဂ္ဂင်လမ်းကြောင်းပေါ်ကနေသွားရမယ်လို့ဘုရားကလည်းမဟောခဲ့တာလားဟောခဲ့တာလားကျေးဇူးတော်ရှင်အက္ခမဟာပဏိတမဂ္ဂုစတော်ဘုရားကြီးကလည်းပဲမဟောကြားခဲ့တာလားဟောကြားခဲ့တာလားအခုသင်္นานတရားမှာလည်းပဲမဟောနေတာလားဟောနေတာလားယခုရရှိထားတဲ့ခန္ဓာကိုယ်ကြီးကတော့ဘာသစ္စာဘာဖြစ်လို့လဲအိုနာသေးမလွတ်လို့ဘာမလွတ်လို့အိုနာသေးမလွတ်တဲ့ဒုက္ခသစ္စာကြီးရထားတာကိုကိုကဉာဏ်တတိတဝေကဉာဏ်ပေါ့ဘာဉာဏ်နဲ့တတိတဝေကဉာဏ်နဲ့မိမိတို့ကတံဝေကယူရမယ်ဘာယူရမယ်ဟုတ်နာခဲ့တော့ကလည်းပဲကိုဒီမှာတချို့လည်းကိုယ်တိုင်ကြုံဘူးတာရှိတယ်ဟုတ်လားတချို့ကြလည်းပဲမကြုံမှုတော့မှကိုမျိုးနယ်အတွင်းဆိုတော့ခံရတာတွေလည်းပဲလက်တွေ့မြင်ရတွေ့ရတယ်ဒီပုံမှာတန်ဝေကရမိရဲ့လားယောဂီဘောတော်ကတော့တန်ဝေကရမိရဲ့လားရမိလားရမိတယ်နော်တန်ဝေကရမိလို့မြန်တရားတစ်ချိန်ပူထိုင်လိုက်သလားဟုတ်လားကိုယ်ပိုင်မဟုတ်ဘူးလေကံပေးတဲ့ဥစ္စာဘာပေးတဲ့ဥစ္စာကံကပြန်ယူတော့မပါသွားလားပါသွားတာလားတန်ဝေကယူလို့ကောင်းတယ်အခုငလင်ပေးတဲ့ခံရတာကြည့်လိုက်လောကမျက်စိဓမ္မမျက်စိနှစ်ဖက်ကြည့်ကြရပါဘောနော်လောကမျက်လုံးရဲ့ဓမ္မမျက်လုံးရဲ့ကြည့်ကြရအောင်လောကမျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့အင်မတန်မှ
တဏှာစရာကောင်းတယ်ဟုတ်လားတကယ်လဲကုညီသင့်တယ်တကယ်လဲပဲကုညီသင့်တယ်တကယ်လဲပဲကုညီသင့်တယ်တဏှာစရာလဲကောင်းတယ်ဖြစ်မှဖြစ်ရလေဒါလောကမျက်စိကကြည့်တာဘယ်မျက်စိကကြည့်တာဓမ္မမျက်စိဘက်ကကြည့်တဲ့အခါကျတော့အကြောင်းတရားကြောင့်ဘယ်မျက်စိနဲ့ကြည့်တာဝိကျွေးပါလာရင်ပေးဆက်ရမှာပဲဝိကျွေးပါလာရင်တော့ပေးဆက်ရတာမဆာနာလို့မဟုတ်ဘူးနော်မတနာလို့မဟုတ်ဘူးမျက်လုံးနှမျိုးနဲ့ကြည့်တာဘုန်းကြီးတို့ယောဂီတို့ကမျက်လုံးနှလုံးပါလေအမြဲတမ်းတစ်ဖက်တည်းမကြည့်နဲ့လောကနဲ့ဓမ္မနှစ်ဖက်တိုက်ပြီးတော့ညှိပြီးတော့ကြည့်အဲ့ဒါမှအမှန်တရားထွက်လာမှာဟုတ်တယ်မလားအဲ့တော့လောကမျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်ဒါကုညီရမှာပဲတဏှာမှာပဲဒါအမှန်တရားပဲဒီဘက်ကဓမ္မမျက်လုံးနဲ့ကြည့်တဲ့အခါကျတော့အကြောင်းကြောင့်အကျိုးဖြစ်ရတာဘာကြောင့်ဘာဖြစ်ရတာဒီနေ့ဟာဒီယောဂီပေါင်းတော်ကောင်းတို့ကအကြောင်းနဲ့အကျိုးတရားကိုယုံရလားယုံနေဆိုရင်တော့ဓမ္မမျက်စိကိုလည်းမှိတ်မထားနဲ့ဟုတ်ရဲ့လားဓမ္မမျက်စိလည်းပဲမှိတ်မထားနဲ့ဘုန်းကြီးတို့ယောဂီတို့ပဲဒီလိုအကြောင်းဖန်လာရင်တော့ခံရမှာပဲအကုန်လုံးခြုံပြီးတော့ကြည့်ဘာကြောင့်ဒီလိုခံရတာလဲဆိုရင်ပြောအားလုံးအကြောင်းကြောင့်အဲ့ဒီအကြောင်းကြောင့်အကျိုးကဘာကြောင့်ဖြစ်ရတာလဲဆိုတော့ခန္ဓာရှိနေလို့ဘာရှိနေလို့ခန္ဓာရှိနေတဲ့အခါကျတော့ဒီလိုဒုက္ခမျိုးတွေလည်းပဲမကြုံရမှာလားကြုံရမှာလားသူတို့ကြီးပဲတဏှာမနေနဲ့ကိုယ်စီမလာဘူးလဲမပြောနိုင်ဘူးဟုတ်လားကိုယ်ကလည်းမရောက်ဘူးလေစက်ရက်တဲ့ပြက်မျက်စိသမိတ်နာကိတော့တညတာနဲ့အကုန်လုံးကုန်တယ်ရေဘေးဟုတ်လားတလားလောက်နဲ့အကုန်လုံးရေတက်ပြီးတော့လေဆုံးရှုံးကြရတယ်ငလင်ဘေး10မိနစ်ပဲကြာမယ်ထမ်းကုန်ဟုတ်လားတိုက်တွေပြိုတယ်လူတွေသေးတယ်ဒီလိုဖြစ်မယ်လို့ဘယ်သူများတွေးထားရှိမှာလဲရှိပါမလားမရှိဘူးကံကြမ္မာဆိုတာဒါကိုပြောတာငါဟုတ်လာပြီငါတော်လာပြီငါတို့နေရာမှာဘေးကင်းနေတယ်သွားပြီမတွေးနဲ့ဘယ်ချိန်ဘာဖြစ်မယ်ဆိုတာမသိတဲ့လောကကြီးဘယ်ချိန်ဘာဖြစ်မယ်ဆိုတာမသိတဲ့လောကကြီးမှာအချိန်မရွေးဘာမဆိုဖြစ်သွားနိုင်တယ်အချိန်မရွေးဘာမဆိုမဖြစ်နိုင်လားဖြစ်နိုင်လားစဉ်းစားကြည့်နော်အခုတရားနာနေတာဒီအခုအကျိုးရှိနေတာပဲအခုတရားထိုင်နေရသည်အခုလက်ငယ်အကျိုးရှိနေတာပဲနောက်နေ့ဆိုတာတော့မသိကြဘူးသိကြပါမလားကွေးတော့လည်းမဆက်မီဆန်းတော့လည်းမကွေးမီမျက်စိသမိတ်အတွင်းမှာအဆဆအရာရာခေတ်ကာလကြီးကဖြစ်ချင်ရဖြစ်နေတဲ့လောကကြီးဘုန်းကြီးတို့ယောဂီတို့အသာနေမယ်ဆိုရင်တော့အသေးနာကုန်မယ်အသာနေမယ်ဆိုရင်အသေးမနာမလားနာမလားဒါကြောင့်မလို့ယောဂီဘုရားတော်တို့ဘာဉာဏ်ယူရမယ်တန်ဝေကဉာဏ်ယူရမယ်ဘာဉာဏ်ယူရမယ်တန်ဝေကဉာဏ်ယူပြီးတော့ဩတို့အလှဲ့မရောက်သေးတာကံကောင်းနေပါလားတို့လည်းမရောက်သေးတာတရားထိုင်ဖို့အခွင့်အရေးပေးထားတာဘာလို့ဖို့ဒီစိတ်နဲ့မကြိုးစားရမလားကြိုးစားရမှာလားယနေ့အသက်ရှင်နေတာဒီတရားထိုင်ဖို့အတွက်အခွင့်အရေးပေးထားတာဘာလို့ဖို့အတွက်ဒါကြောင့်မလို့ယောဂီပေါင်းတော်ကောင်းများခန္ဓာဟောတဲ့တရားလည်းပဲမနာရမလားနာရမလားဘုရားဟောတဲ့တရားတွေကိုလည်းပဲမနာရမလားနာရမလားကိုင်အားလုံးပဲလင်္ကာဆိုကြည့်ကိုခြင်းတရားနေစဉ်ဘွားအမြတ်တို့သူငါနာခြင်းတရားနေစဉ်ဘွားအမြတ်တို့သူငါ
သေခြင်းတရားနေစဉ်ဘွားအမြတို့သူငါခုနသေခြင်းတရားပွားတာနော်ဟုတ်လားအချိန်မရွေးသိနိုင်တဲ့လောကကြီးဒါကြောင့်မလို့အသေးမဥခင်ဘာဥထားရမလဲဉာဏ်ဥထားရမယ်ဘာဥထားရမလဲယောဂီဘုရားတော်ကောယနေ့တရားကျင့်ကြံပွားများအားထုတ်နေတာဒီဘာဥနေတာလဲဉာဏ်ဥနေတာဟုတ်တယ်မဟုတ်လားအေးဒါကြောင့်မလို့ယောဂီဘုရားတော်ကောင်းများ၅မျိုးရှိတဲ့အနက်ကအိုနာသေးရ၃မျိုးနောက်ကဆိုကြည့်လိုက်ကွဲကွာတရားနေစဉ်ဘွားအမြတို့သူငါသေခြင်းနဲ့ဖြစ်ဖြစ်တဲ့ရှင်ခြင်းနဲ့ဖြစ်ဖြစ်ဒီနေ့ကြတော့ကွဲကွာရမှာပဲတဲ့ပြောသေခြင်းနဲ့ဖြစ်ဖြစ်ရှင်ခြင်းနဲ့ဖြစ်ဖြစ်ဒီနေ့တော့ကွဲကွာရမှာပဲသေကွဲမကွဲရင်ရှင်ကွဲကွဲမယ်ရှင်ကွဲမကွဲရင်လည်းအမြဲတွဲဖက်ထားလို့ရပါမလားမရဘူးဘာဖြစ်လို့လဲခန္ဓာရထားလို့ဘာဖြစ်လို့ခန္ဓာရထားတဲ့အတွက်ချစ်လာပါပြီဆိုတဲ့သားတွေသမီးတွေနဲ့လည်းပဲငါတို့တစ်သက်လုံးအမြဲတမ်းအတူတွဲနေမယ်ရဲ့လို့တွဲနေလို့ရပါမလားသေကွဲသုံးဖို့ရှင်ကွဲတော့မကွဲရမလားကွဲရမလားသေကွဲမို့သုံးဖို့ရှင်ကွဲတနည်းနည်းတော့ကွဲကွာကြရမှာပဲလမ်းခွဲကြရမှာပဲဒါအရှင်သန္တာတိကဘာပြဘာရေးထားလဲလမ်းခွဲတာဝမ်းနေเสียမဟုတ်ပါဟုတ်လားလမ်းခွဲတာဓမ္မရဲ့သဘောတရားပဲဘာရဲ့သဘောတရားတရားရဲ့သဘောတရားတရားကကိုကဒီလိုဟောတာဘုရားသေကွဲသုံးဖို့ရှင်ကွဲတနည်းနည်းနဲ့တော့ကွဲရမှာပဲလို့ယောဂီတို့ဘုန်းကြီးတို့ကအမြဲတမ်းပွားများနေရမယ်တဲ့အမြဲတမ်းဘာလုပ်နေရမလဲအမြဲတမ်းဘာလုပ်နေရမလဲသေကွဲမထင်မဲ့ပဲပြုံးကနေဆိုခွဲခွာရမယ်ဆိုရင်ဖြေလို့ရပါမလားတရားကသူ့အလုပ်သူလုပ်နေတာတနည်းဓမ္မကသူ့အလုပ်သူလုပ်နေတာအဲ့ဒါကိုဘုန်းကြီးတို့ယောဂီတို့ကကိုယ့်အလုပ်ကိုလုပ်ဖို့ပဲကိုယ့်အလုပ်ကဘာလုပ်ရမှာလဲဆိုတော့ပြောတဲ့ရှုမှတ်ပွားများအားထုတ်နေရမှာလေခန္ဓာရထားတဲ့အတွက်ဟုတ်လားတွေ့ကြမယ်ခင်ကြမယ်မြင်ကြမယ်အဲ့ဒါဒီဘဝမှာသားတော်တယ်သမီးတော်တယ်မြည်တော်တယ်အဲ့ဒီလိုတော်လို့ကွဲကွာသွားတဲ့အချိန်ခါမှာလည်းပဲဩဒီဟာဘုရားဟောတရားဓမ္မတရားနဲ့လျော်ညီစွာဖြစ်ကြတာပါလားလို့ပွားများနိုင်ရမယ်စင်ကြင်နိုင်ရမယ်တဲ့ဒါကြောင့်ဆိုကြည့်ကွဲကွာတရားနေစဉ်ဘွားအမြတို့သူငါဆိုကြည့်ကွဲကွာတရားအဲ့ဒီလိုကွဲကွာခြင်းတရားတွေကိုလည်းပဲအမြဲရှုမှတ်ပွားများနေပါအဲ့ဒီလိုရှုမှတ်ပွားများနေခြင်းဖြင့်မိမိစိတ်ကိုမိမိတတ်တာရစေတယ်ဖြည့်စီရစေတယ်တဲ့ဟုတ်တယ်မလားဆိုလိုက်ကံတာတရားနေစဉ်ဘွားအမြတို့သူငါအားလုံး
ကံအတိုင်းပဲတဲ့အားလုံးကဘာအတိုင်းပဲကံအတိုင်းပဲတဲ့အားလုံးဟာကံသားလည်းအမိကံသားလည်းအဖဟုတ်လားအားလုံးကကံစီမံရာသွားကြရတာပါပဲလို့ဘုန်းကြီးတို့ယောဂီတို့ကနှလုံးသွင်းနိုင်ရမယ်တဲ့ဘာသွင်းနိုင်ရမလဲဘာစီမံရာအတိုင်းကံစီမံရာအတိုင်းဖြစ်ကြတာပဲသို့တော့ကံကြည့်ပဲတော့ပုံမချနိုင်ပေါ့ကိုယ့်ဘက်ကလည်းပဲကိုယ့်အလုပ်ကိုတော့ဝိရိယဉာဏ်ပညာဗာနဲ့ဗာအရေးမကြီးလားအရေးကြီးလားအေးအကယ်၍ကိုလှုပ်တတ်တယ်ဝိရိယလည်းထားတယ်ဉာဏ်လည်းပဲဉာဏ်နဲ့လည်းတကယ်ကြိုးစားပြီးလှုပ်တယ်သို့တော့ဖြစ်မလာဘူးဒါဆိုရင်တော့ဘာကြောင့်ကံကြောင့်ပဲဘာကြောင့်ဝိရိယထားတယ်လေဉာဏ်လည်းပဲကိုအားထုတ်တယ်လေဒါမှဖြစ်မလာဘူးဆိုရင်တော့ဘာကြောင့်ကံကြောင့်ဖြစ်တာဘယ်ကံလဲဆိုတော့အတိတ်ကံတွေပေါ့ဘယ်ကံတွေပါလဲကံသာဖမိကံမရှိကဉာဏ်ရှိတိုင်းမွဲကြံတိုင်းလွဲဤတဲ့မကတူပါမလေကံသာဖမိကံမရှိကဉာဏ်ရှိတိုင်းမွဲဉာဏ်တော့ကောင်းတယ်လှုပ်တယ်ဉာဏ်ရှိတယ်လှုပ်တယ်ဝိတ္တလည်းထားတယ်ထင်တော့ဖြစ်မလားဒါအတိတ်ကညံ့ခဲ့တာသို့တော့ကံကြည့်ပြီးတော့ပုံချမထားနဲ့အဲ့ဆိုရင်လည်းအစင်မပြေဘူးကိုယ့်ဘက်ကစူးစမ်းတဲ့တော့စူးစမ်းရမယ်စူးစမ်းတဲ့တော့မစူးစမ်းရမလားစူးစမ်းရမလားဒါပေမဲ့လို့စူးစမ်းရတဲ့အတိုင်းဖြစ်မလာတော့ဘူးဆိုရင်တော့ဒါကံအကြောင်းတရားဘာအကြောင်းတရားကံကဒီနေ့ဒီချိန်ဒီခါမှာဒီလူနဲ့ဟုတ်လားပေါင်းဖက်စေးဆိုတော့ကံကပေါင်းပေးတာဘာကပေါင်းပေးတာကံကပေါင်းပေးတာပြီးသွားပြီကံကုန်သွားပြီဆိုရင်ကံကကိုက်မင်းတို့အချိန်ဆေးပြီမင်းတို့ပြန်ခွဲကြတော့ဆိုတော့ဘယ်တော့ခွဲတာဒီအသက်အရွယ်မှာတော့မင်းတို့ချမ်းသာဖို့ကံရှိတယ်ဘာလို့အစဉ်ပြေးနေတာတော်ကြီးရိုးလို့လည်းပဲအစဉ်ပြေးနေတာသူများတွေနေညကြိုးစားတာမအောင်မြင်ဘူးသူကသမဏရှာငါပဲအောင်မြင်နေတယ်ဘာလို့ကံထောက်ပံ့ပေးနေတာဘာထောက်ပံ့ပေးနေတာကံတရားကထောက်ပံ့ပေးနေတာအဲ့ဒီကံတရားထောက်ပံ့နေတယ်နောက်ကြတော့အသက်40 50ကြတော့ကအချိန်စီးပြီမင်းပေးဝေရကံစားတာကုန်ပြီဒါကြောင့်မယောဂီပေါင်းတော်ကောင်းများအစစရရဟာဘုန်းကြီးတို့ယောဂီတို့ဟာကံရဲ့စီမံရာကမရတဲ့ရုပ်သေးရုပ်ပမာပါပဲတဲ့ဒါကြောင့်မလို့ကံရဲ့အကျိုးကိုလည်းပဲဘုန်းကြီးတို့ယောဂီတို့မယောမှာလားယောမှာလားဒါကြောင့်မလို့ဘာပဲဖြစ်လာကံအကြောင်းတရားကိုလည်းပဲမေ့မထားပါနဲ့ရှုမှတ်ပွားများအားထုတ်နေပါတဲ့ဘာလို့နေရမလဲရှုမှတ်ပွားများအားထုတ်နေရမယ်ဘာလို့နေရမလဲဒါဆိုတော့ပထမပိုင်းအဘိဓါတုတ်ရဲ့ပထမပိုင်းဘယ်နှမျိုးကိုဆိုကြည့်အိုခြင်းတရားအများတို့သူငါနာခြင်းတရားနေစဉ်ဘွားအများတို့သူငါသေခြင်းတရားနေစဉ်ဘွားအများတို့သူငါကံတာတရားဘယ်နှမျိုးပါလဲအာရိယောဂေဝသတော်ကောင်းတော်ယနေ့အဲ့ဒီ၅မျိုးကိုဆင်ញင်ပွားများအားထုတ်ပြီးတော့ခန္ဓာဟောတဲ့တရားတွေကိုနာကြပါလို့ပြောကြရင်းနဲ့အဗမရိဏသာတော်သံဃာတေသာတော်တရားနာပရိသတ်ဟောတော်ကောင်းတို့အဗမဒေနာမမေမလျမဘောမစာထထံပြင်းပြသောတတိတရားဖြင့်
သာဘာကိစ္စနေအလုံးစုံသောဒါနသီလဘာဝနာအပြပြစုစုတို့ကိုသံဃာတိထာတနေ့တနေ့ပါရမီဉာဏ်ရင်းတဲ့ရင့်အောင်မလင်ပုံသေးကြိုးစားပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းမိခင်ကြီးတော်စောမြတ်ခင်မွန်းဖြစ်သူဥကျော်ထွန်းဦးရည်စု၍တော်လဲလဲစံသမောင်ဆက်နိုင်ထွန်းမိသားစုကဇီဝိတာဒါနဘေတိဇာဒါနစိတ်လူတော်ငွေ9000ကျပ်လူတန်းထားပါတယ်။လာရောက်ဆက်ကလူတန်းပေးပါ။ဒီဘက်ကအချိုရည်ဘူးလူထားတာရောဒီပြည့်တိလူထားတဲ့အလူရှင်တွေရောသာဓု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 အလုံးမဲ့အမြောက်ဝင်အောင်လိုက်ဆိုလိုက်ဤယနေယဖို့၌အကျဉ်တော်တော်တဆိုပြုလောအတော်အဘောဌာနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစရှိသောအထောထောသောကုသိုလ်တို့ဤအဖို့ဘာကကိုရှေရှေဘဝယခုဘဝတော်စကြကုန်သောအမိအဖအဖို့အဖွာဆရာသမားအစထား၍အာလုံးသောပုဂ္ဂိုလ်ပေါင်းတို့အားအမြာပေးဝေပါကုန်၏အမြာရ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြကုန်သည်ဖြစ်ကြပါစေကုန်သောကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးသက်ရှိချမ်းသာစိတ်ချမ်းသာ၍ကောင်းကျိုးလိုရာဆန္ဒပြည့်စုံပြည့်လျင်ယနေ့ယခုပြည့်ပြည့်သမျှသောကုသိုလ်များသည်နိဗ္ဗာန်ဤအာတည်သောအထောက်အပံ့ဖြစ်ပါစေ